ချက်ချင်းတင်းရဲ့လောက်ရကမှားတယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်ဒါကကျွန်တော်အမြင်မှန်မို့လို့လွတ်လပ်စွာသဘောထားကွဲလဲနိုင်ပါတယ်ချက်ပြလေးဝင်ခွင့် conference league ကလပ်ဝက်ကဖလားအကုန်လုံးကဗျာလုံးဝဥရောပမှာအဆင့်မြင့်တဲ့ဘောင်ဝင်တန်းဝင်ဖလားတွေကြီးပဲဒါကို200စီလောက်အတွင်းမှာလုပ်ပြထားခဲ့တယ်တချို့ຢာတွေမှာနည်းနည်းလေးလွဲချော်တာလွဲလို့ရှိရင်အကုန်လုံးအဆင့်ပြေခဲ့တယ်ဒါကကိုရှိပြီးသားဗျာကန်စီရိုတို့ဘာတွေခြေစွမ်းတွေပိုကောင်းလာတယ်အခုရလာဆိုလို့ရှိရင်လည်းအများကြီးပို့ပြီးတော့တိုးတက်လာတယ်နောက်တစ်ခုကတော့အန်ဆိုရဲ့ခြေစွမ်းအဲ့ထက်ပို့ပြီးတော့မိုက်သွားတာကဒါရစ်ဂျိန်ကိုဒိုင်ပြဿနာတွေကြားနေပြီးတော့အကောင်းဆုံးဆွဲတင်ပြီးတော့အသုံးပြုခဲ့တာရိုးတန်းမဟုတ်ဘဲနဲ့အသင်းရဲ့ဘုတ်ဖွဲ့ဝင်နေတဲ့ပြဿနာတက်ပြီးတော့ထွက်ခွာရတယ်ဆိုတော့ပို့ပြီးတော့မှဒါနင်းနာကိုကောင်းတယ်ပေါ့နော်အခုလည်းတော်တော်အသင်းရဲ့အခြေအနေပြဒါရလက်တွေစိုးဝါနေရလဲဒါမှန်ပါတယ်ဒါလည်းလက်ခံစရာပဲပေါ့နော်ဒါပေမဲ့လည်းကျွန်တော်ကတော့ဒါရာစီကုံလောက်ကြည့်မြန်ဒါဆက်ပြီးတော့ထားတင်လားပေါ့နော်ဒါကတော့အရင်ကြီးကိုစောလုံးပါတယ်ချက်စီသင်းကထုတ်ပြန်ထားတဲ့စာအရဆိုလို့ရှိရင်တော့ဒီထက်ပိုကောင်းတဲ့ရလက်တွေစီကိုဥတီဖို့အတွက်ကိုထုတ်ပေးခြင်းဖြစ်ကြောင်းပြောထားတယ်ပေါ့နော်ဖာဘရီဂက်ရဲ့ဇာဗီရဲ့ပြီးလို့ရှိရင်ဒါခရစ်စတယ်ဘဲနီးပြတဲ့ class နာပါမယ်ပြီးရင် Starboy နီးပြလည်းပါတယ်ပေါ့နော်ဖြစ်နိုင်ဆုံးကတော့ဒါ Starboy နီးပြဖြစ်ပြီးတော့အများကြီးအခုလက်ရှိမှာတော့ဒါရေပန်းစားနေပေါ့နော်ခင်ဗျားတို့အနေနဲ့ရောဒါကိုဘယ်လိုမျိုးမြင်လဲဘယ်လိုမျိုးထင်လဲနောက်တစ်ခုအနေနဲ့ဆိုလို့ရှိရင်ဗျာဒါဘယ်သူ့ကိုနီးပြအဖြစ်ခေါ်တင်လဲဆိုတာကိုအောက်မှာဝင်ရောက်ဆွေးနွေးရတဲ့ကြပါအောင်အားလုံးပဲဒီလောက်ပါပဲ